အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အမေရဲ့မွေးငါးရေပေါ့နော်မွေးငါးရေချက်တဲ့နီးလေးပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတော့ကျွန်တော်တို့ငါးကိုပြုတ်လိုက်တယ်ပြုတ်ပြီးတော့အသားနှွင်ထားတယ်အယိုးကိုထောင်းထားတယ်ထောင်းထားပြီးတော့ခုနကတော့ငါးပြုတ်တဲ့အရေနဲ့အယိုးထောင်းထားတယ်လည်းပြန်ပြီးတော့နယ်ပြီးတော့အယိုးတွေကိုပြန်စစ်ထုတ်တယ်အမှအရေတွေကိုကြံအောင်ပေါ့နော်ထားမယ်ပြီးရင်တော့ဒီမှာစိတ်တက်မှာစီတက်ဖို့အတွက်ကျက်တော်အနီးကိုနည်းနည်းကြီးကြီးလေးတွေစိတ်မယ်ကျက်တော်အဖြူကတော့ကျက်တော်အဖြူလည်းအလုံးကွဲထောင်းတာပေါ့နော်အလုံးကွဲထောင်းထားတယ်ဒီမှာတော့ကျွန်တော်တို့အဲ့အယိုးကိုထောင်းပြီးတော့မှအဲ့ထက်မှလည်းသူကအသားတက်ကလေးတွေရှိတယ်ဆိုတော့အချိုတက်ပေါ့နော်အဲ့ထက်ကအချိုတက်ထွက်မှာပေါ့အယိုးထဲမှာအဲ့ဒါကိုတေချာရေးနဲ့စစ်ပြီးတော့အယိုးတွေကတော့ကျွန်တော်တို့ပြစ်လိုက်ပါတယ်စားထည့်ပါတယ်နတ်စွန်းချိုမော့အယိုးပြုတ်ခါကြတော့မရဘူးဇောငါးရုပ်ပြုတ်တာကတော့ငါးရုပ်ပြုတ်တဲ့ခါကျတော့သပလင်းလေးပါထည့်ပြုတ်တာပေါ့နော်သပလင်းလေးစားစနွှဲနေနေပြီးတော့သုံးနေနေပြီးတော့ထည့်ပြုတ်လိုက်တာဖြစ်ပါတယ်အခုတော့အသားကိုအရင်ဆုံးစီတက်မှာကျက်တော့အနီကိုအရင်ဆုံးကြော်တာပေါ့နော်ကျက်တော့နီကနည်းနည်းနွမ်းပါသွားပြီဆိုရင်နွမ်းသွားပြီဆိုမှစနွမ်းမှုန်ထည့်တယ်ကျက်တော့နီသုံးဖို့တစ်ပုံလောက်ကျက်တဲ့အချိန်မှာမှကျက်တော့အဖြူကိုထည့်ပါတယ်လုံးကပြောမယ်ဆိုရင်တော့80ရာခိုင်နှုန်းလောက်ကျက်သွားတဲ့အချိန်မှာကျွန်တော်တို့ငါးထည့်မှာဖြစ်တယ်အယိုးထွင်ထားပြီးသားငါးသားလေးတွေထည့်မယ်နော်ငရက်နဲ့ပါလောက်တာပါထည့်ပါပြီခင်ဗျာဒီတိုင်းရနော်ငါးဒီကောင်ကကြတော့မထောင်းတော့ဘူးဒါမှဒီငါးရဲ့ဖက်ကလေးတွေထဲမှာငါးဖက်ကလေးတွေပါတာဖြစ်ပါတယ်စီတက်လို့ကြက်ပြီဆိုတော့အရေးထဲလိုက်ပြီတွေ့လားငါအယိုးထောင်းလိုက်တဲ့ခါကျတော့ဒီမှာဒီအချိုတက်လက်တွေပို့ပြီးတော့ချိုတာပေါ့နော်စားရတာငါးကဒါဆိုရင်ဒါဒီမှာကြိုတဲ့အချိန်မှာစူသွားတာလားသူကသူပျော်ရင်းနဲ့ပျော်သွားလို့ရှိရင်ဒီမှာငါအဖက်ကလေးတွေနဲ့စားလို့အမြင်လေးတွေနဲ့စားလို့ကောင်းမှာဖြစ်ပါတယ်ပြီးရင်တော့ဒါကဆန်လှော်မှုဖြစ်ပါတယ်ဆန်ကိုတေချာလှော်ထားတာပေါ့နော်တေချာလှော်ပြီးတော့မှဒါဟိုလောက်ထားတာပေါ့ကြိတ်ထားတာပေါ့နော်ကြိတ်ဆက်မရှိရင်လည်းထောင်းလို့ရပါတယ်နော်ဈေးတွေကဝယ်တဲ့ဟာမမွှေးလို့တဲ့အမေကတော့ကိုယ်တိုင်ပဲထောင်းပါတယ်ဆန်လှော်မှုတော့ဒါရေလေးနဲ့ဖြော်ထားတာပေါ့နော်ရေနဲ့ဖြော်ထားတယ်ရေနဲ့ဖြော်ထားတယ်ဆိုတာကဒီထဲကိုထည့်လိုက်တဲ့အခါတော့အလုံးလိုက်အခဲလိုက်ဒီကတ်မသွားအောင်လို့ဒီကဆူလာပြီဆိုလို့ရှိရင်ဆန်မုံလေးထည့်မှာဖြစ်ပါတယ်ဒါဆန်မုံခတ်ပြီးပါပြီเนาะဆူတဲ့အခါကျတော့ခုနရေဖြော်ထားတဲ့ဆန်မုံလေးကိုထည့်လိုက်ပါပြီလို့ပဲမုံဆိုမစားတတ်ဘူးပဲမုံကိုကြိုက်ဆန်မုံလေးပို့ပြီးတော့မှုပါတယ်ဒါကတော့ငရုတ်ကောင်းကိုပါပေါ့เนาะငရုတ်ကောင်းလှော်ထားတာပေါ့ပြီးတော့ငရုတ်ကောင်းထောင်းတယ်ငရုတ်ကောင်းခတ်မယ်မနဲ့ကြတော့မှစားမှာပေါ့နော်ဒါညတဲ့ကြိုချက်လာတာမနဲ့ကြရင်ငရုတ်ကောင်းခတ်ရမယ်ပြီးရင်ဗာကြံလေးလဲဆိုတော့ဘဲဥလေးတွေကိုပြုတ်ပြီးတော့စိတ်ထည့်မယ်ပြီးရင်ကျက်သွန်အနီးအလုံးလေးတွေထည့်မယ်ပြီးတော့စားလို့ရပါပြီ